အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Excel ပြန်သုံးကြမယ်နော်သုံးမဲ့ Excel title လေးက accepting only values သတ်မှတ်ထားတဲ့ total values ကိုပဲလက်ခံစေချင်တာသတ်မှတ်ထားတဲ့ total values မဟုတ်ဘူးဆိုရင်တော့ error box လေးကြားစေချင်တယ်ပေါ့နော်အဓိကတော့ data validation ပုံစံလေးကိုအသုံးပြုမှာပါဆိုတော့ Excel ကိုသုံးပါမယ် advanced Excel တွေကနေပြီးတော့ note လေးထုတ်ပေးထားတာပါ title လေးကတော့ accepting only values ပေါ့နော်user တို့ရေအခုဒီမှာဆိုရင်ပေါ့နော်ဒီ data လေးကိုအသုံးပြုပြီးတော့တွက်ပြမယ် user တို့မှာက original ရှိပြီးသား data ကိုသုံးလို့ရလားဆိုလဲရတယ်နော်ဒီနည်းလမ်းလေးအတိုင်းလေးသုံးကြည့်အောင်မယ်ဟုတ်ပြီနော်ဒီမှာဆိုလို့ရှိရင်တော့ dinner budget ပေါ့ဆိုပါစို့ကိုကလုပ်ငန်းစုတစ်ခုမှာဆိုရင် dinner budget က तू ကပေးလိုက်တာက$900အဲ့ဒီမှာကိုကစီးရင်တွက်ချတဲ့အခါမှာဆိုလို့ရှိရင်ကို तू ပေးထားတဲ့$900တက်ကိုကကြော်သွားလို့မရဘူးကြော်ရင်ကိုကစိုက်ကြတော့မှာလေဟုတ်ပြီနော်အဲ့တော့ကိုကမကြော်စေချင်ဘူး तू ပေးထားတာနဲ့ကွက်တိကိုကအဲ့စီးရင်အတိုင်းဖြစ်စေချင်တယ်အဲ့တော့ဘာကြီးလုပ်လို့ရလဲဆိုရင်ကို့အနေနဲ့မဝယ်ခင်ကလေးကနေပြီးတော့ကြိုတင်ပြီးဒီဟာလေးကိုကန့်သက်ထားလို့ရတယ်for example ဘာတွေဝယ်မှာလဲအရင်ဆုံးစီးရင်လေးအရင်လုပ်လိုက်မယ်ဟုတ်ပြီနော် meat vegetables fruit snacks alcohol soft drink ဟုတ်ပြီကိုလိုအပ်တဲ့ data ပေါ့ဆိုပါစို့ဒီထက်လဲပိုချင်လဲပိုလာနိုင်တယ်ပေါ့နော်အဲ့ဒီမှာစီးရင်နေအကုန်ချရေးလိုက်ဘယ်ဟာကတော့ဘလောက်ဖို့ဝယ်မယ်ဘယ်ဟာကတော့ဘလောက်ဖို့ဝယ်မယ်ဆိုတော့ဒါကခန့်မှန်းစီနဲ့အရင်ဖြည့်ထားလိုက်တယ်အဲ့ဒီ total တွေကိုပြီးသွားပြီဆိုရင် total လေးတွက်လိုက်မယ်ဟုတ်ပြီနော်အဲ့တော့ဒီဟာလေးကို Excel ထဲမှာအရင်သွားတွက်လိုက်မယ်နော်ဒီအောက်ဘက်ကလေ2 to 8ကိုတော့ခဏနေတစ်ချက်ချင်းပြန်ရှင်းပြမယ်နော်အဲ့တော့ Excel ထဲဝင်လိုက်ပါမယ် Okay ပါ Excel ထဲဝင်ပါမယ်အဲ့ဆိုရင်ဒါ Excel ထဲမှာပေါ့နော် Excel ထဲမှာအရင်ဦးဆုံး ဒီမှာတွက်မယ် E6 မှာတက်ဆန်းနေ total စတွက်ပါမယ် equal to စမ်းပေါ့နော်ပေါင်းပါမယ်ဘယ်ဟာကိုပေါင်းပါလဲဆိုရင်ကိုက dinner budget ကတော့ဒီလောက်ကိုကစရင်တွက်ချင်တာကဒီ list တွေဟုတ်ပြီနော်အဲ့ဆိုဒီ list တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ values တွေကို V2 ကနေပြီးတော့ B6 အထိဆဲခွက် select မှလိုက်ပါဝင်လေးပြန်ပိတ်ပါပြီးတော့ enter လေးခောက်ပြီးတော့ total တန်ဖိုးထွက်လိုက် okay ဒီမှာဆိုရင်ကသူက$490ပဲရှိသေးတယ်ဆိုတော့ထပ်ပြီးတော့ထည့်လို့ရသေးတယ်ဒါပေမဲ့ထပ်မဖြည့်ခင်သူ့ရဲ့ပေးထားတဲ့ data ဒီ$900အတိုင်းပေါ့နော် data ကိုကန့်သက်တော့မယ်ဟုတ်ပြီနော်အဲ့တော့အဲ့လိုမျိုးကန့်သက်ဖို့အတွက်အရင်ဦးဆုံးပါလုပ်မလဲဆိုရင်ကိုကပေါင်းချင်တာကဒီကနေ B2 ကနေပြီးတော့ B6 တကယ်လို့တန်ဖိုးကို changes လုပ်ချင်တာလဲဒီဆဲခွက်တွေပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကန့်သက်မဲ့ဆဲခွက်ကိုအရင်ဦးဆုံးဆဲခွက် selection မှတ်ပေးပါမှတ်ပြီးသွားပြီဆိုရင်တော့ဒီအပေါ်ဘက်က tab တွေက data tab အောက်ဘက်က data tools group တွေက data validation button မှာနှိပ်ပေးပါdata validation လေးရလာပြီဆိုလို့ရှိရင်ဒီမှာနော် around area မှာ any value ဆိုတာလေးရှိတယ်ဘေးကရက်က downward လို့များလေးနှိပ်ပြီးတော့ custom ဆိုတာလေးရွေးပေးပါ custom လေးရောက်လာပြီဆိုရင် formula ပေါင်းမှာကလေးနှိပ်ပါပြီးတော့ရင်ကိုကပေါင်းချင်တာဒီ10ခွက်တွေဆိုတော့ equal ဒီဘောနော် formula ကကြီးတိဖြစ်စေသေးတိဖြစ်စေရတယ်နော် capital letter or small letter as you wish နော်ကြိုက်တာရိုက်နော်မှန်ဖို့အရေးကြီးတယ်နော်မှန်အောင်တော့ရိုက်ပေးပါပြီးတော့ရင်ကွင်းစမယ်ဘယ်ကနေပဲအထိလဲဆိုလို့ရှိရင်ဒီမှာ B1 ကနေပြီးတော့ B6 အထိကို10ခွက်ဆက်လက်မှန်လိုက်ပြီးတော့အဲ့ဒီ10ခွက်ကိုပဲကိုကပုံသေး default ယူမှာဖြစ်တဲ့အတွက် absolute ထားမှာဖြစ်တဲ့အတွက်သူ့ကိုဘာလုပ်မလဲဆိုရင် function key F4 နှိပ်ပေးပါဒါဆိုရင်တော့သူတို့ကဂိမ်းသေးတန်ဖို့ဖြစ်သွားပြီ B1 ကနေ B6 ဒီ10ခွက်ကိုပဲကိုက changes လုပ်မှာအဲ့ဒီ10ခွက်တွေကိုပေါင်းမယ်ခွင်းလေးပြန်ပေးမယ်ပြီးတော့အဲ့ဒီရဲ့ပေါင်းခြင်းကဟုတ်ပြီနော် dinner budget သတ်မှတ်ထားတဲ့ E5 10ခွက်ထက်ကျော်လို့မရဘူးကျော်လို့မရဘူးဆိုတော့က less than ငယ်ရင်ငယ် equal to မငယ်ရင်ညီရမယ်ဘယ်10ခွက်နဲ့လဲဆိုလို့ရှိရင်เนาะ E5 ပါပြီးရင်အဲ့ဒီ E5 ကိုလည်းပဲသူလည်းပဲပုံသေးဖြစ်တဲ့အတွက် function key F4 လေးနှိပ်ပေးပါဒီလိုမျိုး set တစ်ခုမှာ function key F4 လေးတွေပါလာပြီဟေးဆိုရင်တော့ဒါက data တွေကိုပုံသေးဆိုတဲ့သိပ္ပံလေးသတ်မှတ်လိုက်တာပါเนาะပြီးသွားပြီဟေးဆိုရင် okay နဲ့ထုတ်ပေးပါဟုတ်ပြီရပြီဆိုလို့ရှိရင် TB1 ကနေ B60 ဒီစာတို့ကိုထက်တိုးခြင်းနဲ့10ခွက်မှာကလေးလေးနှိပ်မယ်ပြီးတော့ရင်ကိုကဥမာ for example soft drink က50ဘိုးပဲ$50ဘိုးမှတ်ထားတယ်ဟုတ်ပြီထက်တိုးခြင်းနဲ့ okay $100လောက်တိုးလို့ရလားတိုးကြည့်မယ်အဲ့ဒါလေးခောက်ကြည့်ဟုတ်ပြီဘာလို့လဲဆိုရင်ဒီမှာနော်လက်မခံဘူးနော်ဘာလို့လက်မခံတာလဲလို့မေးရင်ဒီ total မှာ$က900ကျော်သွားတယ်ကန့်သက်ထားတဲ့ values တက်ကျော်သွားတာဖြစ်တဲ့အတွက်လက်မခံပါဘူးအဲ့တော့ retry မှာနှိပ်မယ် for example 90လို့သတ်မှတ်ကြည့်မယ် enter လေးခောက်ကြည့် okay 490ဆိုလည်းမကြည့်ပါနော်910ဖြစ်သွားတယ်သူ့ရဲ့ဒီကန့်သက်ထားတဲ့တန်ဖိုးတက်ကျော်ရင်လက်မခံပါဘူးအဲ့တော့ retry နှိပ်မယ်60လောက်ထားမယ် enter လေးခောက်ကြည့်မယ် okay
ကွက်တိရပါမယ်ခုနက formula အတိုင်းပဲငယ်ရင်ငယ်မငယ်ရင်ညီတာအထိရမယ်ကြော်သွားရင်တော့ကိုက site ထုတ်ရမှာဖြစ်တဲ့အတွက်ဒီလိုလေးတွေကန့်သက်လို့ရပါတယ်ဒါလေးပါပဲဆိုတော့ဒီမှာတော့ကိုအရင်ဆုံး total တွက်မယ်ပြီးတော့ရင်ကန့်သက်မဲ့10ခွက်ကိုဆက်လက်မှတ်ပြီးရင်တော့ဒီမှာ data tag data to screw တွေက data validation allow list မှာ custom လို့ရွေးပြီးတော့ဒီ formula လေးသတ်မှတ်ပေးရုံပါပဲပြီး okay နဲ့ထွက်ပြီးတော့ကိုသတ်မှတ်ချင်တဲ့10ခွက်တစ်ခုမှာကိန်းဂဏန်းတန်ဖိုးပြောင်းလဲရုံပါပဲဒါဆိုရင်တော့ဒီဟာလေးကိုရမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံမယ်နော်